တဲပွဲစမယ်ဒါကတော့တဲပွဲပေါ့နော်ဒီနေ့ရဲ့အကြီးဆုံးပွဲလို့လည်းပြောလို့ရတယ်တဲပွဲလို့ပြောလို့ရတယ်စမယ်1-1ပါပဲနော်1-1တဲပွဲအားလုံးပဲမင်္ဂလာရှိတဲ့ဒါကြလေးပါမင်္ဂလာပါဝင်စားကြောင်းတင်ကြပါမယ်ဒါတော့ဒီကတိုးတဲ့တဲပွဲတွေမှာတဲပွဲတော်ပွဲရှိတဲ့ဒါမေးချင်တဲ့ဘိုးတို့ရဲ့ပိုင်း9ပေရှိဝဝတဲပွဲပဲဖြစ်ပါတယ်အာနေမှာတော့ကိုယ်ပဲရတာတဲပွဲစပြီဗျာဘလုံးမဲ့တော့လည်းနေတော့ဒီမှာလောက်ရတယ်တဲပွဲစပါပြီညာစပြီအခုမှစမှာပါဟိုတော့စီစမ်းတဲ့နေထားပဲရှိပါလေခင်ဗျာစမ်းတက်နေတယ်ပိုက်ကိုစမ်းတက်နေတယ်ပိုက်ရဲ့အမြင့်အနေထားပါညာပေါ့ဗျာပြီးတော့ကိုယ့်ရဲ့ခြေထောက်အမြင့်အနေထားပါညာကိုစမ်းတက်နေပါတယ်ခင်ဗျာချင်းလုံးအစာမြန်မာကတဲ့ချင်းလုံးကိုတည်ထွင်ခဲ့ရတယ်မြန်မာဖြစ်တယ်လို့ချင်းလုံးရဲ့အားကစားကလည်းမြန်မာမူပိုင်ဖြစ်ပါတယ်ဒီမှာအာရှနိုင်ငံကိုပြန်ကျဲသွားတဲ့မြန်မာဖြစ်ပြီးရင်လည်းလွှမ်းမိုးမှုနေပေါ့ဗျာမြန်မာနိုင်ငံကလည်းတစ်ချိန်ကအရင်အလွန်တရာကိုမှနိုင်ငံဒေသတွင်းနိုင်ငံတွေပေါ်မှာတော်တော်ပဲလွှမ်းမိုးခဲ့တဲ့နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်မရောက်ကြည့်ဆဲစားလည်းမရောက်နော်ဒါပေမဲ့ UNESCO ကမ္ဘာအမွေအနှစ်စင်းမှာတကယ်လို့တင်လို့ရမှာဆိုရင်မြန်မာနိုင်ငံမှာလွှဲရတခြားနိုင်ငံတင်လို့မရပါဘူး။ဘာလို့လဲဆိုတော့ရှင်းလုံးကကျွန်တော်မြန်မာအားကစားမှာအထင်ကြီးရှိခဲ့တဲ့အခုကတော့တဲပွဲကိုစတင်ပါပြီခင်ဗျာ။အမေရောင်ကတော့တမှတ်ရပြီဒီဘက်ကအင်းအချုံနဲ့သူကတော့တမတ်စပြီးတော့ဆုံးရှုံးပါပြီခင်ဗျာဒီလိုစားပဲပါဟိုရဲအဲ့တော့လက်ဝမ်းမှာအခုကလက်ဝမ်းဖြစ်သွားပါပြီခင်ဗျာဟိုကမိတိမဲ့ဝမ်းပွဲပဲဒီမှာနော်ဒီနေ့နေရာပိုက်ကတော့လာပြီးနေမှာရှိစားပဲနေပါအိုကေပါစားအောင်တော့မှာရှုံးသူတော်မှာနော်ဒီကရှုံးတဲ့တင်းမရှိပါနဲ့ဒီလိုကိုတင်ကိုတော့1 lap ဖြစ်သွားပါပြီခင်ဗျာ1 lap တမှတ်3ညပါပဲဟိုဘက်ကသမရရဲ့သူကစပဲပြန်ရသွားပြီခုမှစပြီးထိုးပါပြီခင်ဗျာကဲမင်းတို့လက်ဝမ်းမှာကတော့လက်ဝမ်းဖြစ်သွားပါပြီခင်ဗျာစပြီဒီဘက်ကထိုးပါပြီဒါဆိုရင်1 off ဖြစ်သွားပါပြီခင်ဗျာဆိုတော့1-1ဖြစ်သွားပါပြီတမှတ်ပါပဲခင်ဗျာဟိုဘက်လည်းတမှတ်ဒီဘက်လည်းတမှတ်အခုဒီဘက်ကနေတော့တဲပွဲထဲမှာဖြစ်ပါတယ်ခင်ဗျာဘိုးနဲ့မိတီတို့တဲပွဲပဲဖြစ်ပါနော်ဒီနေ့ပိုက်ကတော့လာပြီးတော့ရှိစားပြီးနှစ်ဘက်ဘိုးပေးပါစားအောင်အရှုံးနေတယ်ပါနော်ကဲစပါပြီနော်ဘိုးတို့ကလည်းမိချစ်သူကိုတင်ကိုလိုက်ပါတော့2-1ဖြစ်သွားပါပြီခင်ဗျာ2-1ဖြစ်သွားပါပြီခင်ဗျာကိုလည်းလစ်ပဲကိုက2-1ပါနော်ဒီဘက်က2မှတ်ဟိုဘက်က1မှတ်2မှတ်ပါခင်ဗျာ
မနကိုခေတ္တခဏဆောင်းနိုင်ပြီတော့ခင်ဗျာကျေးတင်နေတဲ့အတွက်ခဏလေးဆောင်းနိုင်ပြီတော့ခင်ဗျာဟိုကတော့ဓမ္မ2မှတ်ပါခင်ဗျာဒီဘက်ကအင်းကျွန်တော်ကိုရတော့ဓမ္မ2မှတ်ဖြစ်ပြီးတော့ဟိုဘက်ကအင်းအမင်းနဲ့ကိုရတော့1မှတ်ဖြစ်ပါတယ်ခင်ဗျာခေတ္တခဏဆောင်းနိုင်ပြီပါခင်ဗျာကဲမက2မှမှာဟိုကတော့ဒီဘက်ကတော့နံပါတ်2ဟိုဘက်ကနံပါတ်1မရနံပါတ်1မှတ်ပါနံပါတ်1မှတ်ပါဟိုစပါပြီခင်ဗျာကောင်းတယ်ဗျာစားပြီးတော့ကောင်းတယ်ဟိုဘက်ကတော်တော်နိုင်တာပါခင်ဗျာဟိုဘက်ကတော်တော်ကောင်းပါတယ်ဟိုကတော့1 2ဖြစ်သွားပါပြီနော်1 2ဖြစ်သွားပါပြီဟောက1 2အဲ့ဒီမှာ2 2ဖြစ်သွားပြီခင်ဗျာစားပဲနဲ့ပဲစားလိုက်တာ2 2ဖြစ်သွားပါပြီ2 2ဖြစ်သွားပြီနော်နံပါတ်2မှတ်ပါ2 equal 2ပါနော်ဒီရောက်လာနေမှာပြည့်ရေလုံးမှာလက်တိုက်လို့ထွက်တာဒီနာတော့ဒီနာတော့မက2ဘောပါဟိုကတော့နံပါတ်2မှတ်ပါဟိုအရင်အနက်နဲ့ကိုရနေပြီးဟိုဘက်ရှမ်းကိုရနေပြီးတော့စပလစ်စပြီးတော့စပစ်ထိုးပါပြီဟို3 2ဖြစ်တော့ပါပြီခင်ဗျာ3 2ပါခင်ဗျာ3 2နေရာအစစ်တင်ပါခင်ဗျာစပြီးထိုးပါပြီ2 3ပါခင်ဗျာ2 3ပါဒီဘက်ကကိုရအမှတ်ပြန်ရပါပြီဒီဘက်ကိုရစာပဲပြန်ပြီးတော့ရပါပြီနော်2 3ပါခင်ဗျာ2 3ပါအေးနေပါလားအဲ့ဘောကြီးဘာမို့ရရောပြင်မရကိုတရားပြင်မယ်အဲ့ဒီတက်ရတော့ပြင်မယ်ဘောဘူးသူတို့ဆက်တော့လည်းမရဘူးဘယ်လိုလဲ2 3ပါစားနေလိုက်အခုဒီဘက်ကနေပြီးတော့စာပေးရတဲ့အတွက်ဒီဘက်ကနေပြီးတော့စာပေးဆုံးမှာဖြစ်ပါတယ်ခင်ဗျာပွဲရတော့တက်တိုက်ပါပဲခင်ဗျာဒီပွဲကတော့တဲပွဲတစ်သက်ကိုဖြစ်ပါတယ်ဒီပွဲကတဲပွဲမှာတဲပွဲစစ်စစ်ပါ2 3နေရာယူနေပါပြီခင်ဗျာစပါပြီ3 2ဖြစ်သွားပါပြီခင်ဗျာဟိုဘက်ကအမှတ်ပြန်ရတော့တယ်မီဟိုဘက်ကနေပြီးတော့စာပေးပြန်ရတော့ပါပြီခင်ဗျာ2 3ပါခင်ဗျာ3 2ဖြစ်သွားပြီနော်တော်သေးတယ်ခင်ဗျာကျွန်တော်ပါမှန်တော့မလို့ခင်ဗျာနည်းနည်းအချောင်ကောင်းလို့ပါပဲနော်အရန်ကောင်းပါတယ်အရန်ကောင်းပါတယ်ဒီမှာဘိုးက4 2ဖြစ်သွားပါပြီနော်ကျွန်တော်ကင်မရာသမားတော့မှာပဲအချောင်ကောင်းလို့ပါ2 4ဖြစ်သွားပြီနော်ဒီဘက်ကပြန်ပြီးတော့အမှတ်ရတော့ပါပြီနော်ကိုတို့ဒီဘက်ကပြန်ပြီးအမှတ်ရတော့ပါပြီ2 4ပါခင်ဗျာအခုစပါခင်ဗျာ2 4ဝေးတယ်ဝေးရတဲ့4 2ပြန်ဖြစ်သွားတယ်ခင်ဗျာ4 2ပါနော်
2 4ပြန်ဖြစ်သွားပြီများဘက်ကစားပေးတော့အပိုက်မကြော်တဲ့အတွက်ဒီဘက်ကနေပြီးတော့စားပေးပြန်ရတော့ပါပြီ2 4ပါခင်ဗျာ ဒီကကျွန်တော်လာတယ်လေးတော့တော့ကလေးတော့မိုက်တယ်3 4ပါခင်ဗျာ3 4ဖြစ်သွားပါပြီနော်3 4ဖြစ်သွားပါပြီနော်အရန်မိုက်ပါတယ်ပါ3 4ဖြစ်သွားပါပြီနော်ဒီဘက်က service ချက်ရိုက်မယ်ဓာတ်တိုင်ကိုထိသွားတယ်ဗျာဓာတ်တိုင်ထိသွားတယ်စိတ်မကောင်းစရာပဲသူက4 3ဖြစ်သွားပါပြီနော်4 3ဟိုဘက်ကနေတော့အမှတ်ပြန်ရသွားပါပြီကဲဟိုဘက်ကအမှတ်စပြန်ရခဲ့ဝေးတယ်ဗျာ3 4ပြန်ဖြစ်သွားပါပြီနော်ကဲတဲဝဲပါနော်3 4ပြန်ဖြစ်သွားပါပြီဒါရှိန်ဝဲတဲဝဲတက်ဖြစ်ပါတယ်အခုကဲအဲ့ဒီမှာနှလုံးရှိပြီဗျာနှလုံးရှိပြီဟိုဘက်ကအမှတ်ပြန်ရပါပြီအမှတ်ပြန်ရတော့ရမည်အခုက3 4 3ပြန်ဖြစ်သွားပါပြီနော်4 3ဟိုဘက်ကအိမ်နဲ့ကိုကြီးကနေပြီးတော့ဒီတစ်ခါမှာတော့ service ထိုးရမှာဖြစ်ပါတယ်သူက4မှတ်ရရှိထားပါတယ်ဒီဘက်ကတော့3မှတ်ပဲရရှိသေးပါတယ်ဒါပေမဲ့ service နှလုံးကဒီဘက်ကပြတ်ထားပါတယ်နော်ပွဲကြီးပွဲကောင်းပါပဲဗျာကဲစမယ်မင်းသားတွေတွင်းနဲ့ဝင်လာပြီဗျအဲ့ဒီမှာ3 4ပြန်ဖြစ်တော့ပြီနော်အရန်မိုက်ပါတယ်နော်3 4ပါဗျ3 4ပါနော်3 လုံးဖြစ်သွားပြီဗျာပိုင်မှန်လိုက်တိုင်မှန်လိုက်နဲ့3 လုံးဖြစ်သွားပြီဗျာဟိုးဘောရက်နေအိမ်အဝါအကိုကြီးကိုဂိုင်းကိုမမှန်တာတော်ကန်ကောင်းတာပဲဗျာနော်ညာတော့3 လုံးဖြစ်သွားပါပြီနော်3 လုံးဖြစ်သွားပြီကဲဆိုရင်ဟိုချင်း4 3ဟိုဘက်ကအမှတ်ပြန်ရသွားပြီနော်ကဲဟိုဘက်ကကိုကြီးဘယ်လောက်ဆမ်းမလဲစမ်းကြည့်အောင်အဲ့ဒီမှာပွဲကြီးပွဲကောင်းပါပဲနှစ်ယောက်စလုံးလည်းတော်ပါတယ်နော်အခုဆိုလို့ရှိရင်တော့5 3ဖြစ်သွားပါပြီနော်5 3ပါခင်ဗျ5 3ဖြစ်သွားပြီနော်နားမှတ်3ပါခင်ဗျ5 3ပါခင်ဗျ5 3ပါခင်ဗျကဲဘက်ကအိမ်မင်းနဲ့ကိုကြီးကအမှတ်ရပါပြီစာထိုးပါတော့မယ်ဒီဘက်ကကိုကြီးရတဲ့နေရာအဆင်သင့်ယူထားတဲ့အနေအထားပါခင်ဗျနေရာအဆင်သင့်ယူထားပါတယ်ဒီဆိုအိမ်မင်းနဲ့ကိုကြီးကနေပြီးတော့စပြီးတော့စာပဲထိုးပါမယ်သွားပြီအမ6မှတ်3မှတ်ပါခင်ဗျာ13ပါခင်ဗျ13ရောက်ပါပြီ13ပါ13ရောက်သွားပြီခင်ဗျာ13ကဲ6မှတ်3မှတ်ပါခင်ဗျာရောပါလေထိရတယ် ကောင်းတော့ကောင်းရ7-3ပါခင်ဗျာ7-3ပါ9မှတ်နဲ့3မှတ်ပါခင်ဗျာ9မှတ်နဲ့3နဲ့ပါခင်ဗျာအရန်မိုက်ပါတယ်ဟိုဘက်ကလည်းစပစ်တော်ကောင်းတယ်လို့ပဲပြောရမယ်ဒီဘက်ကလည်းတော်ပါတယ်တော်တင်တယ်တော့ပါဟိုဘက်ကလည်းအရန်ကောင်းတယ်တော့အခုက7-3ဖြစ်သွားပြီနော်9မှတ်နဲ့3မှတ်ပါခင်ဗျာဒီပါပဲလွယ်ပဲလွယ်ပြတာပြီးနိုင်တဲ့တွေ့ရတဲ့အမှန်တမ်းပြောရင်တော့သုံးတဲ့ချိန်မှာမလွယ်နေကြတာဗျာ7-3ကြီးလို့မရဘူးနော်3-7ပြန်ဖြစ်သွားပြီနော်ဒီဘက်ကပြန်ပြီးတော့စားပေးရတော့ပါပြီနော်3-7 3မှတ်9မှတ်ပါခင်ဗျာနိုင်ကြီးလွယ်ပြပါရဲ့နောက်ဝဲရ3-7ဒီဘက်ကအမှတ်ပြန်ရတော့ပါပြီဒီဘက်ကစားပေးပြန်ရတော့ပါပြီနော်
ကျွန်တော်ယူပါလားဒီမှာဒီတော့ကျွန်တော်နိုင်နေသူ့လွယ်ပေးတယ်ဒီလူလေးရအောင်ကိုဆိုင်မကိုင်းတာလို့စာမပြန်တာ4 7ဖြစ်သွားပြီနော်စာပစ်တစ်လုံးနဲ့ပဲအပြက်ထည့်လိုက်တာပါနော်တစ်လုံးနဲ့4 7ပါခင်ဗျာ4မှတ်9မှတ်ပါဒီဘက်ကနေပြီးတော့အမှတ်ပြန်ရထားနေတာပါအဲဒီမှာဆွဲရပြီခင်ဗျာဒီကတိုင်မှန်တယ်ခင်ဗျာတိုင်မှန်တာဒီလုံးအောင်ဆိုလို့ရှိရင်4လုံးဖြစ်နေပါပြီနော်ဒီဘက်ကကိုကြီးက4လုံးဖြစ်နေပါပြီဟိုဘက်ကလည်းစားလို့ပို့ပြီးတော့ထိုးတာခင်ဗျအကွက်ချပြီးတော့ထိုးတာပါ7 ပြန်ဖြစ်တော့ပါပြီ4မှတ်9မှတ်ဒီဘက်ကပြန်ပြီးတော့အစားစားပြီးပြန်ရတော့ပါပြီဒီဘက်ကစထိုးမယ်ခင်ဗျစပြီဝေးရဗျာ7 ပြန်ဖြစ်တော့ပါပြီနော်7 ပြန်ဖြစ်တော့ပါပြီနော်9မှတ်နဲ့3မှတ်ဖြစ်တော့ပါပြီနော်ဒီတော့ဒီနေ့ကစားနေတဲ့တေဝဲတွေမှာ7 ပြန်ဖြစ်သွားပြီနော်ဆိုတော့ဒီတူဘိုးတို့ဝ1တေဝဲပါနော်အစီအစဉ်တွေကပိုက်တော့9မိနစ်မှရှစ်စားပေးဖို့ပေးပါစားအောင်တော့ရှုံးနေတော့ပါနော်ဒီကွဲကောင်းတယ်စီးတက်တယ်ပဲဗျာတိုင်းပြီးတော့ချရတဲ့တိုင်းမှာပြင်ပို့ပြီးတိကျအောင်မယ်တိတ်ပတ်နေပညာထက်တောင်ပို့ပြီးတော့တိကျအောင်မယ်ဗျာဝဲနာဒီလိုပွဲကြီးရရှင်းပြတယ်ပေါ့နော်ဟို7အောင်ဗျာလွယ်ပေးနေတယ်ဒီပေါ့အဲ့ဒီမှာပိုက်7ရောက်တော့ပါပြီခင်ဗျာပိုက်7မှာ9မှတ်9မှတ်ပါခင်ဗျာဒီဘက်ကအမှတ်တွေပြန်ပြီးတော့တက်လာပါပြီဒီဘက်ကနေပြီးအမှတ်တွေပြန်ပြီးတော့တက်လာပြီနော်အရန်မိုက်တယ်ဗျအရန်မိုက်တယ်အရန်ကြည့်လို့လည်းကောင်းပါတယ်တဲပွဲမှာတဲပွဲစစ်ပါခင်ဗျသူ့မှာထောင်မှတရားပဲဟုတ်ပါနော်ဆောင်းနေအောင်2000လောက်နေပါစစ်1မှတ်တမှတ်ပဲလို့ပါတော့နော်တမှတ်ပါခင်ဗျာတမှတ်ပဲလို့ပါတော့တယ်မိဖို့ဟိုဘက်က9မှတ်ဒီဘက်က6မှတ်အရန်ကိုပဲရင်ခုန်ရကောင်းပါတယ်ခင်ဗျအရန်ကိုရင်ခုန်ရကောင်းပါတယ်အရန်ကိုမိုက်ပါတယ်အခုဆိုလို့ရှိရင်ဟိုဘက်ကလက်နဲ့ပစ်ထားတော့မှပဲပိုက်မကျော်တဲ့အနေအထားမှာရောက်နေပြီခင်ဗျဒီဘက်ကစပြီခင်ဗျ6မှတ်9မှတ်6မှတ်9မှတ်ပါခင်ဗျာတွားပြီခင်ဗျာတော်ပါရဲ့ခင်ဗျာတော်ပါ7 off ဖြစ်တော့ပြီနော်7 off ဖြစ်သွားပါပြီနော်7 off ဖြစ်သွားပြီနော်အခုက7အမှတ်တူသွားပြီ9မှတ်ဖြစ်ပါတယ်အခုကနေရာကြီးအတင်းယူနေတဲ့အနေအထားမှာဖြစ်ပါတယ်ခင်ဗျာဒီလုံးဆို9လုံးဖြစ်သွားပြီဒီဘက်က9လုံးဖြစ်သွားပြီတိုင်ကိုပဲချိန်ကန်နေတာ9လုံးဖြစ်သွားပြီနော်9လုံးဖြစ်သွားဟိုဘက်ကအမှတ်ပြန်ရသွားရပါအမှတ်ပြန်ရသွားပြီ7 off ပါပဲခင်ဗျာ7 off ပါပဲ9မှတ်တူပါပဲနော်ပိုက်က9ဘိနဲ့8ပါခင်ဗျာပိုက်ကတော့9ဘိနဲ့8အခုကတော့7 off ပြန်ပြီးတော့စပါပြီခင်ဗျာရတယ်ခင်ဗျာ9မှတ်ပွဲကြီးပွဲကောင်းပါပဲ10မှတ်9မှတ်ဒီဘက်ကတမှတ်ချုံတော့ပါခင်ဗျာဟိုဘက်ကစားပေးဖြစ်တဲ့အတွက်ဟိုဘက်ကအနိုင်ရရှိသွားပါတယ်နော်10မှတ်9မှတ်ကွင်းရှိနေခင်ဗျာကွင်းရှိနေနော်ကွင်းရှိပါခင်ဗျာ10မှတ်9မှတ်87ပါခင်ဗျာ87ပါနော်ဘာတော့ကွင်းရှိနေတဲ့အနေထားမှာဒီဘက်ကနေပြီးစားပေးရတဲ့အတွက်ဒီဘက်ကနေပြန်ပြီးထိုးပါမယ်အမဲနဲ့ကိုရနဲ့ကွင်းရှိထားတဲ့အတွက်ကွင်းရှိနဲ့ကိုရနဲ့ပြန်ပြီးတော့စားပေးထိုးပါခင်ဗျာကဲ97ပါခင်ဗျာတမှတ်ပိုတက်သွားပြီ97ပါ7 8လား7 8ပါခင်ဗျာ sorry ကျွန်တော်မှားပါ7 8ပါခင်ဗျာ
စိတ်ရှင်တာဟိုဘက်ကမရသွားရှင်တာကြည့်နေနဲ့မျက်စိမြောက်သွားလို့ပါခွင့်လို့ပါ7 8ပါခင်ဗျဝေးရခင်ဗျာဝေးရ87ပြန်ဖြစ်သွားပါပြီ87ပြန်ဖြစ်သွားပြီခင်ဗျဝဲပါခင်ဗျဒီဘက်ကကိုရပြန်ပြီးရပါခင်ဗျကတူရဗျာဆင်းကိုချိန်ထိုးလာအောင်မရတဲ့97ဖြစ်သွားပြီနော်97ပါခင်ဗျ97ပါခင်ဗျာ97ပါနော်အရန်မိုက်ပါတယ်စာဘက်ကတကယ် line ကအလိုင်းရန်ကွက်တိချပေးထားပါတယ်ခင်ဗျသူထားပြီးတော့ဆက်ပြီးတော့ထိုးပါမယ်ခင်ဗျ97အောက်မှာထိုးပြီခင်ဗျာဒီဘက်ကဟိုဘက်ကလည်းအရန်မိုက်ပါတယ်အပိုင်မိထားရတော့အပိုင်ချုပ်ထားရတော့79ဖြစ်သွားပြီခင်ဗျရစီဒီပိုင်းတောင်းတော့လို့ရတယ်ကျွတ်လို့ရတယ်ဗျာဟုတ်ကျွန်တော် YouTube ကို YouTube လဲမန79ပါ79ဖြစ်သွားပါပြီခင်ဗျာအဲ့ဒီမှာ979ဖြစ်သွားပါပြီခင်ဗျာ97ဖြစ်သွားပါပြီခင်ဗျာ97ဖြစ်သွားပါပြီဘေးတိုင်းဘူးတွေဒါကျွန်တော်ဒီနာမတော့ပေါင်းရှင်းသားမှာတော့တဲ့တန်တွေပြန်နိုင်ပြီလို့ပါ97ပါခင်ဗျာဒါမြန်မာလူမျိုးတွေရဲ့ဒါမှမဟုတ်လေသေးတယ်ရက်ကောင်တဲ့အာကစားစစ်ပါခင်ဗျာဘယ်နိုင်ငံဘယ်နေရာမှာပဲရောက်ကျွန်တော်တို့မြန်မာလူမျိုးတွေကရှင်းဆိုတာနဲ့စိတ်ဓာတ်တွေတက်ကြွနေရဖြစ်တဲ့အတွက်အရှိရာနေပြီးပါညာတရကတိပွဲနေရာလေးတော့သိခံပြီးပါခင်ဗျာအခုစပြီခင်ဗျာ9710 7ဖြစ်တော့ပါခင်ဗျာ10 7 10မှတ်9မှတ်ပါခင်ဗျာ10မှတ်နဲ့9မှတ်ဖြစ်တော့ပါပြီနော်10မှတ်နဲ့9မှတ်ပါခင်ဗျာအရန်ကိုမိုက်ပါရဲ့စာပေတစ်လုံးနဲ့ပဲတက်သွားတာပါခင်ဗျာနော်ကဲစပြီခင်ဗျာ10 7နောက်တစ်လုံး10 7 11 7ပါခင်ဗျာ11 7ပါနော်အခုဆို17မှတ်9မှတ်ပါခင်ဗျာ17မှတ်9မှတ်ရောက်တော့ပြီနော်အရန်မိုက်ပါတယ်ဒီညကတော့တကယ်တဲဝဲဥမှာပွဲကြီးပွဲကောင်းကိုကြည့်ရတာတကယ်ပဲကန်ကောင်းလာပါတယ်ကျွန်တော်အနေနဲ့11 7ပါနော်11 7 11 7စပြီညနောက်တစ်မှတ်11 7အဲ့ဒီနဲ့ကိုစထုတ်ပြီဝေးရဗျာလည်းငယ်ကဝေးသွားတယ်ဝေးသွားရဗျာဝေးသွားတော့ဟိုဘက်ကအမှတ်ပြန်သွား7 11ပြန်ဖြစ်သွားပြီနော်7 11ပြန်ဖြစ်သွားပါပြီကဲအလုံးစားပြီပါဒီ7-118-11ဖြစ်သွားပြီခင်ဗျာဟိုဘက်ကတမှတ်တက်သွားပြီနော်ဟိုဘက်ကလည်းစာပေကတော်တော်ကောင်းပါတယ်ခင်ဗျာတော်တော်ကောင်းပါတယ်စာပေတစ်လုံးနဲ့ဟိုဘက်ကနေပြီးတော့ဆုံးဖြတ်နေတဲ့အသဘောမှရှိတယ်အရမ်းမိုက်ပါရဲ့ညာကောင်းနေဗျာကောင်းဒီဘက်ကလည်းအချင်းတော်ရ11 8ပဲဖြစ်ပါရှာဒီဘက်ကမှတ်ပြန်ရတော့ပြီနော်ဒီဘက်ကပြန်ရတော့ပြီနော်11 8ဖြစ်တော့ပါပြီနော်အရန်မိုက်ပါတယ်နော်ကြည်လေမွားရှုံးွားကြည်မွားရှုံးွားဆိုတာဒီလိုပွဲမျိုးပြောပါဗျာဘယ်လိုဖြစ်သွားတော့ငါတော်ဟာတာပေါ့ကဲအဲ့11ပါခင်ဗျာအဲ့11ဝေးတော့ငါဘောပါဘက်ပေါ်နေတော့ပါဒီမပြန်လို့ညီလို့ရပါကိုလူပြောနားမယ်ရုပ်ဝက်ပါကြည့်အဲ့ဒီထားလိုက်
ခဲတယ်မလို့ပြောကြကောင်းတယ်ဗျာကောင်းတယ်အရင်ကောင်းပါတယ်ဟိုကအမှတ်ရတော့ပြီ911ပါခင်ဗျ911ဖြစ်သွားပါပြီနော်ပွဲပွဲပြောပြီ9လဲပါခင်ဗျာထိုင်ရပြီတာကြီးကဲဟိုက911ကဲဒါပြီးဒါ911ဟုတ်တယ်119ပါခင်ဗျာဒီဘက်ကပို့ပြီးတော့မှတ်ရတော့ပါပြီဒီဘက်က119ပါခင်ဗျာဒါပြီးတော့နောက်ပွဲကောင်းပွဲရတော့ပြည့်တဲ့တွေတွေ့တာနဲ့ဒုံလေးပေါ်ပဲရှိရမှာပေါ့လေလိုက်လာကြလားဘုရားနဲ့တသားကြီးကြီးကျိုးဘွယ်ဒီမှာဘုရားကိုအဲ့မငါရအောင်အရင်ပြောတာတယ်အဲ့ကကြားပြီပါလား119ပါခင်ဗျာ119ပါခင်ဗျာကိုချနီနဲ့တသားကြီးပဲပိုက်လာပြီဖိုင်နေရမကြဘူးဘာမှမပြောတယ်ပြောတယ်ချက်တယ်ဘာမှတော့ဒါကြောင့်လာလိုက်တာဒူလို့911ပါခင်ဗျာ911အခုဆိုကျွန်တော်ဘက်ကအမှတ်ရသွားတဲ့အနေထားပါမနိုင်ဘူးဗျာတမ်လေးပါတမှတ်ပါပဲမိဖို့တမှတ်ပဲလိုပါတော့တယ်နော်တမှတ်ပဲလိုပါတော့တယ်911ပါတမ်လေးပါ11ပါခင်ဗျာ911ပါခင်ဗျာဒီဘက်ကကိုရုံမိဖို့ဟိုဘက်ကအဖိုးကြီးကတော့တမှတ်ပဲကြိုးစားဖို့လိုပါတော့တယ်ဒါအမှတ်တူဖြစ်ပြီပေါ့နော်ဒါမဲ့ပွဲရမိုက်လာပြီတော့ဒါမှလည်းလည်းတော့လိုက်တယ်တန်းနေပါနော်ဒီနေ့ကပွဲကြီးပွဲကောင်းပါပဲတတိပဲ11 off ပါခင်ဗျာလုံးဝ11 off ဖြစ်သွားပြီနော်လုံးဝလုံးဝတကယ်ပဲ9မှတ်ကနေပြီး17မှတ်ကိုအမိလိုက်တယ်ဟိုဘက်ကအကိုကြီးပါခင်ဗျာစာပေတစ်လုံးနဲ့ပဲအတုံးချသွားတာပါနော်အရန်ကိုမိုက်ပါတယ်အရန်မိုက်ပါခင်ဗျ11 over နော်11 17မှတ်ပါပဲခင်ဗျာ17မှတ်ပါပဲကဲစပြီ17မှတ်အဲ့ဘဲကတိုင်ကိုပဲမှန်နေတာတော်ဟဲ့ဘူးလုံးဆိုလို့ရှိရင်6လုံးမြောက်ဖြစ်ပါပြီနော်6လုံးမြောက်ဖြစ်ပြီတိုင်ကိုပဲချိန်ချင်းကြော11 over ပဲဒီဘက်ကအမှတ်ပြန်ရသွားပါပြီနော်စာပေချက်ပြန်စမယ်နော်ပြန်စမယ်နေထားပါခင်ဗျာကဲ11ပါခင်ဗျာ11ပါ11ပါခင်ဗျာ17ပါခင်ဗျာ17ပါခင်ဗျာတမတ်ပဲခွာပါတယ်ဒါပေမဲ့ဒီဘက်က17ဘက်ကစပရထားပါတယ်ခင်ဗျာကဲ17ပါပဲလဲမှာဒီဘက်ကစာပေထိုးပါခင်ဗျ17ဘက်ကစာပေထိုးပါဖြစ်ပါတယ်မိုက်တယ်တားမိုက်တယ်17ပါခင်ဗျ30 11ပါခင်ဗျာ30 11ပါကဲ30 11ပါခင်ဗျကဲဒီဘက်ကအမှတ်လည်းများတယ်စားပြလည်းရထားပါတယ်နော်အမှတ်လည်းများတယ်စားပြလည်းရထားတယ်30 11ပါနော်ကဲစပြီညဆလိမ်မတ်တဖို့အခွင့်ရေးပါပဲ11 30ပါခင်ဗျာဟိုဘက်ကအမှတ်ပြန်ရတော့ပါပြီနော်
မပြန်ရတော့ပါဘူး ကြော်ကြလည်းကြော်ညာလို့ရတယ်ဘယ်မှာလဲ ဟာဒီတပွဲတော့တဲဝဲပါခင်ဗျလုံးဝတဲဝဲစစ်ပါခင်ဗျာတဲဝဲမှာတဲဝဲစစ် တော့ငါ ပါ တခါလေးကတော့ယောက်ျားတွေပဲငါရေးတာလေအဲ့လိုပေါ့ကလေးလို့ဒီဘက်ပြီးဘယ်ပွဲလဲ ဒီကွာတိုက် လိုက်ရဲ့ ဒီဟို ဟိုငါပြောမယ်ပြောလိုက်မယ်မင်းတို့လိုက် အိုး လိုက်ရဲ့ကိုပဲငါရဲ့ကောင်လေး ဆွဲတာဒီပါခင်ဗျဆွဲတာဒီပါ12မှတ် ယောက်ျားလည်းပေးမ 12မှတ်မှာ12မှတ်နဲ့3မှတ်ဖြစ်ပါတယ်12မှတ်ကမရတာပါကပ်ရထားပါတယ်နော် ဘယ်နဲ့မေးရ ဆွဲတာဒီပါခင်ဗျ ဟိုတည်းကတည်းကငါမရှိပြရတယ်โอเคမင်းတို့ပြောတော့တဲ့နေရာအဲ့ဒီရတော့ငါတည်းယူလိုက်တဲ့ဟာ ဆွဲတာဒီဆွဲတာဒီတာဒီအော်ပါခင်ဗျတာဒီအော်ဖြစ်တော့ပါပြီစိမ့်ပါပဲနော် မလားမဟုတ်ဘူးထောင်သားကိစ္စ 73မှတ်ပါခင်ဗျဒီကတော့အချင်းနေပါပဲတကယ်ရမ်းမိုက်ပါတယ် ဘာလဲပြောငါပြောနေပြီ ဒါပြီးတိုက်ပွဲ အရမ်းမိုက်ပါတယ် အရာဦးမှာမင်း တာဒီအော်ပါနော် လိုက်ကတိုင်းနဲ့တက်လာတာဒီပါပြောနေ ဟုတ်ဘူးပါတိုက်တကယ်ဆော့မှာဘာလို့ဆော့ပြီး လိုင်းနဲ့ တာဒီအော်ပါနော် ဟုတ်တယ်ခဏကြည့်ကြည့်တော့မှာဒီကောင်မပဲပဲကောင် ဟို73မှတ်ပါပဲနော်ဒီပွဲပြီးရင်တော့ကျွန်တော်လည်းဒီလောက်ပဲဒီပွဲကိုဒီပိုင်းပဲအစမ်းတက်မှဖြစ်ပါတယ်ခင်ဗျာတာဒီအော်ပါခင်ဗျာ ဟောခုနကတည်းကဘယ်နဲ့ဒီကခေါင်းလေးစောဖို့ဘယ်နဲ့ဒီလာတာ အဲ့ဒီမှာတာဒီအော်တာဒီအော်တာဒီပါပဲတာဒီအော်တာဒီပါပဲခင်ဗျာ ဒီချင်းညာတော့ငါနာမည်ကိုပြန်ဆဲမခေါ်ရဲအဲ့ဒါကတော့ပြန်ပြရမယ် အဖိုးဘက်ကတစ်ထောင်ကြီးတယ် တာဒီအော်တာဒီပါပဲခင်ဗျာတာဒီအော်တာဒီပါခင်ဗျာ ဘောမင်းဆိုင်ဘောဒီဒါမှမဟုတ်ကိုရမင်းတွေ့တယ်ဟုတ်လားပေါ့လားဟေးအားက တာတီရောအော်တာတွေပါပဲနော်ဖို့တာတီတာတီပါ40တာတီနော်14မှတ် ဒီချင်းဝါဒီစက်တမဆယ်လောက်ကိုယူတင်ပါ ဟုတ်လားဘယ်လောက်ဖြစ်သွားပြီ စက်တမဆယ်မှာ 10မှတ်10မှတ် ဒီချင်းမှာ ဘယ်ဘက်က10မှတ်လဲဘယ်ဘက်က10မှတ်ဘယ်ဘက်က10မှတ်ဘယ်ဘက်က10မှတ်10မှတ်10မှတ်လေညာပေါ်ပြီးတော့ခင်ဗျ10မှတ်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 sorry နော်ကျွန်တော်မျက်လုံးမကောင်းတဲ့အတွက် ပုံနဲ့ကြာချွန်းမြင်ပါ ဒီဘက်ကတော့အကိုကြီးမင်းရှိသူတယ်ဗျနော်ဟိုဘက်ကအကိုကြီးကတော့ဟိုဘက်ကအကိုကြီးနေပြီဗျအဘိုးဒါမင်းရှိသူကအဘိုးဟိုဘက်ကကိုကြီးကဘောတယ်ဒီဘက်ကတော့ကိုကြီးကတော့မင်းရှိသူတယ်ဗျမင်းရှိသူဖြစ်ပါတယ်စက်တမတ်ဆန်မပါဘူးခင်ဗျာ မင်းလည်းကောက်ဝင်ကြတော့မင်းလည်းကောက် ဘိုးတို့ တမထောင်လာ သူတို့ဘယ်နဲ့ပွဲလဲဘိုးတို့ချိုးမင်းတိုးကြီးတယ် လိုက်ဘယ်နဲ့ပွဲလဲသူတို့တင်းမရှိလားတင်းနေသူတို့တင်းနေနေတယ်ဒါလိုက်ပြီ ဘုံထိတာဘုံမတိုက်တယ်လေဝဲပဲ တင်းနေ ဘုံမလို့ဘုံချိုးကြဘုံမနိုင်တယ်အော်မှာချိုးအားကနေလားကျုံးတင်းနေမပြောတာဟုတ် ဘာလဲမလို့ 10မှတ်ကဲစာပြီးကိုကြီးဘက်ကစာပေတွေပဲပြတ်နေတယ်ကွာစာပေပြတ်နေတယ်ဘက်ကစာပေတွေကတော်တော်များတယ်တော်တော်များအခုရောဆိုလို့ချင်း9လုံးလောက်ရှိပြီနော်9လုံးလောက်စာပေပြတ်နေ9လုံးလောက်စာပေပြတ်နေပြီနော် လောထူးထူးစားဒါဝဲဆက်ကြည့်ဟုတ်ကဲ့ဆက်ကြည့်ပါ အပြူလေးအကွာကြောင့်များတာဗော ဟုတ်ကဲ့ပြောလို့ကျွန်တော်နဲ့ဟိုပလန်ပန်လီမာလုံးပြောကြလား ရတယ်ကြတယ် ဘယ်လဲဆက်ကြည့်ဆက်ကြည့်ဆက်ကြည့် ကြတယ်စီးပေါ်မှာပဲကြတယ် ဟုတ်တယ်ဆုံးနေတယ် sorry ကျွန်တော်တိုက်မိသွားလို့ ကျွန်တော်ကြည့်လို့ထိုင်လို့တော့မသိဘူးနော်တကယ်မသိဘူးတကယ်မသိမနာတဲ့ချမ်းတာ ကျွန်တော်တို့သိတယ်အခုခုနကလုံးယူနိုင်သွားတယ် တကယ်မနာတဲ့ချမ်းတာကျွန်တော်လုံးဝမသိဘူးတကယ်
တော့မသိ ဟေးဝေးပါဗျ ဆိုရကျွန်တော်ဝင်ရေထုတ် ဝေးပါဗျ ဟိုကနေရတော့ကျွန်တော်ပါတော့လည်းသိရပါတော့ဟိုတော့ ဘယ်နဲ့ဖြစ်ပါလဲဘယ်နဲ့ဟုတ်အော် ချက်တယ်တော့ဒါမှချီချက်တယ် မမြင်အောင်ကျွန်တော်စနေမှ10မှတ်တယ်ဗျဒီဘက်ကစနေမှဘက်က10မှတ်ဖြစ်ပါတယ်ဒီပါလို့ဒီတောင်းလေးပြင်လာတော့မသိဘူးသူပါလို့ရခဲပါလို့ စနေမှ10မှတ်တန်တွဲတန်ပါဗျာကောင်းတယ်ဟိအိုး73မှ10မှဖြစ်သွားပါပြီနော်ဒီဘက်က73မှဟိုဘက်က10မှကာတီတန်းပါခင်ဗျာကာတီတန်းပါခင်ဗျာဒီဘက်ကလည်းစာပဲတော်ပါတယ်ဟိုဘက်ကလည်းတော်ပါတယ်ဒါပေမဲ့ပိုက်တွေတိုင်လေးပဲမှန်နေတော့အမှ6900လောက်ပြတ်ထားတော့အဲ့လိုမျိုးပေါ့နော်ကဲ ဒီရပါတယ်လာပါအောင်မကျော်14မှ10မှ14မှ10မှ ဒါပြောလို့မရဘူးဒါပြောလို့မနိုင်ဘူးဒါပဲရနိုင်ပါဒါမပြောနဲ့ ဟုတ်တယ်ဂိမ်းဥပါအတွက် ဒါပြောလို့မနိုင်ဘူး တမှတ်ပဲလိုပါတော့ခင်ဗျာဒီဘက်ကကိုရတမှတ်ပဲလိုပါတော့လေ ဟုတ်တယ်မင်းသွားမကြည့်တော့ဟိုကားတောင်းလို့တော့တင်ကြအောင်ပဲအဲ့ဒါပဲဒါကကျွန်တော်အောင်တော့ဟုတ်ကဲ့ဒီလိုဆိုတာမင်္ဂလာပါ ကဲစပြီ15မှရမှာဂိမ်းဥပါဖြစ်တဲ့အတွက်15မှရအောင်ကြိုးစားနိုင်ပါခင်ဗျာကဲဒီတစ်လုံးက15မှဖြစ်မှာလားဆိုတာတော့တန်တရားပါပဲအမတီးပါပါခင်ဗျာဒီဘက်ကလောကဂိမ်းဥပါဖြစ်တော့ပါပြီဒီဘက်ကအနိုင်ရရှိတော့ပါပဲเนาะ ဒါဘိုး15မှတ်ဒီမှာ ဘုံကတော့10မှတ်နဲ့တန်းနေပြီးတော့မင်းရှိသူကတော့15မှတ်ကိုအပြေးရတော့ညာကျေးဇူးတင်ပါတယ်ဒီဘက်အတွက်ဒီဘက်အတွက်တန်ကောင်းကြီးတွေပဲဖြစ်ပါတယ်ညာဒါတဲဝဲဖြစ်ပါတယ်နောက်ထပ်ပွဲရတော့နောက်နေ့အတွက်တည်ရှိပေးဖို့ကျွန်တော်မြစ်တာရက်ခံပါတယ်ဒီနေ့တော့ဒီလောက်ပဲကျွန်တော်လည်းဒီလောက်ပဲအချိန်ရဖြစ်တဲ့အတွက်ဒီလောက်ပါပဲเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ